ဏနေခွင့်ရတဲ့အခိုက်အတန့်မှာနာမည်ပြည့်မရှိရင်အမဲသက်မရှိသိကောင်းတော့တန်ရှင်းဖြူစင်တဲ့လူတစ်ယောက်ဖြစ်ရှင်တန်ခွင့်ရတယ်ဆိုရင်ဒါအကောင်းတော့သို့တော်လည်းအမားတစ်ခုကျူးလွန်ခဲ့မိတယ်အမဲသက်တစ်ခုရှိခဲ့တယ်ဆိုရင်လေပြန်ပြင်လို့ရတဲ့အရာတွေမှမဟုတ်တာကြည်ကြည်နက်နက်ကြီးလက်ခံလိုက်ရုံပါပဲဒါဆိုရင်ကိုယ့်အတွက်စိတ်တန်ရာမရတယ်လို့အများသူငါကြားမှာနေရတာလေပွဲလေတင်ပါတယ်ကိုဖြစ်ခဲ့မိတဲ့အမှားကိုကျူးလွန်ခဲ့မိတဲ့အမဲဆက်ကိုဇွတ်ကြီးဖြူစင်ဖို့ကြိုးစားနေဒါအပင်မှန်ပါတယ်ဒါကြောင့်လဲကျွန်တော်ဘယ်တုန်းကမှကျွန်တော်ဖြူစင်ဖို့မကြိုးစားခဲ့တာဖြူစင်တယ်လို့လည်းတခါမှမပြောခဲ့ပါ2014ခုနှစ်ဒီဇင်ဘာလထဲမှာကျွန်တော်ကြောင့်တေးနှုရင်ဆိုတဲ့မိန်းကလေးတယောက်တိတ်ဆုံးသွားခဲ့ရပါတယ်အရက်ရဲ့ဒေါသရဲ့ထုံနှစ်ခုပေါင်းတဲ့ရလက်ဖြစ်စိုးကျိုးတွေအများကြီးကိုကျွန်တော်ခံစားခဲ့ရပါတယ်ထောင်ကျခဲ့ပါတယ်တကြွပါ300နှစ်ပါ396မို့ပေါ့မရင်းမှုမို့ပေါ့ဒီအကြောင်းတွေကိုကျွန်တော်ရဲ့ TikTok အကောင့်မှာမြန်မာရုပ်မြင်သံကြားကထုတ်လွှင့်တဲ့သတင်းဗီဒီယိုဖိုင်ကိုအပြည့်အစုံတင်ပေးထားပါတယ်ကျွန်တော်ထောင်ထဲမှာ6နှစ်ကျော်ကြာနေရပါတယ်နှစ်အာနာထိမ့်မှုဖြစ်စဉ်အပြီးမှာ21ရက်နေ့မှာကျွန်တော်ထောင်ကနေလွတ်ခဲ့ပါတယ်ကျွန်တော်တယောက်တည်းကိုNASA ကအစိုးရကရွေးပြီးလွတ်ပေးတာမဟုတ်ပါဘူးဘောမဖို့အတွက်ဆိုပြီးကျွန်တော်ကိုလူငိမ့်ချမ်းသာပေးလိုက်တာလည်းမဟုတ်ပါဘူး NLD ဆိုရလက်ထက်ဒေါအောင်ဆန်းစုကြည်လက်ထက်မှာအကျဉ်းသားတွေကို၄ဖို့တပို့ပေးပါတယ်ကျွန်တော်ရပါတယ်NASA ကဆိုရတက်တဲ့အချိန်ပြည်တော်စုနေ့မှာ၄ဖို့တပို့ပေးပါတယ်ကျွန်တော်ရပါတယ်နှစ်ဆန်းတရက်နေ့မှာ၄ဖို့တပို့တစ်ခါထပ်ပေးပါတယ်ကျွန်တော်ရပါတယ်ကျွန်တော်ရင်မဟုတ်ပါဘူးထိုစဉ်ကာလတုန်းကအကျဉ်းတော်သီးသီးမှာရှိနေကြတဲ့အကျဉ်းသားတွေအားလုံးတာလူညီမျှရတဲ့အခွင့်အရေးကိုကျွန်တော်လည်းရခဲ့တာပါဒါကြောင့်မို့ထောင်ထဲမှာ6နှစ်ကျော်နေပြီးကျွန်တော်လူပြန်ဖြစ်ပါတယ်အိမ်ပြန်လာခွင့်ရခဲ့ပါတယ်ကျွန်တော်အိမ်ရောက်တဲ့အချိန်မှာနီပိတ်ပိန်းနေရဲ့လွှမ်းမိုးမှုကမြန်မာပြည်တွင်တော်တော်ကိုကြီးထွားနေပါမြန်မာတပ်မတော်ကြီးကိုချစ်ခင်ယုံကြည်လေးစားထောက်ခံပါတယ်ဆိုတဲ့အကြောင်းပြောဖို့အတွက်နေရအင်မတန်ရှားပါတယ်ဒေါအောင်ဆန်းစုကြည်မဟုတ်တာတွေလှုပ်သွားတဲ့အကြောင်းဒေါအောင်ဆန်းစုကြည်တိုင်းပြည်နဲ့လူမျိုးပေါ်တစ္ဆာမဲ့သွားတဲ့အကြောင်းပြောစရာနေရမရှိပါဘူးဒါကြောင့်မို့အဲ့ဒီအချိန်ကတည်းကကျွန်တော် Facebook အကောင့်မှာကျွန်တော်နာမည်အရင်းနဲ့ကျွန်တော်ပုံအမှန်နဲ့ကျွန်တော်စာတွေရေးခဲ့ပါတယ်မြန်မာတပ်မတော်ကိုချစ်ခင်ယုံကြည်လေးစားထောက်ခံတဲ့အကြောင်း NASA ကလုပ်ရဲ့မှန်ကန်တဲ့အကြောင်းဒေါအောင်ဆန်းစုကြည်တိုင်းပြည်နဲ့လူမျိုးပေါ်တစ္ဆာမဲ့ခဲ့တဲ့အကြောင်းရုပ်မာခဲ့တဲ့အကြောင်းဒါတွေကိုကျွန်တော်ဖြည့်ဆည်းတွင်းကြပြောပြခဲ့ပါတယ်ရွေးကောက်ပွဲပြန်လုပ်ပေးမယ်ဒီမိုကရေစီနိုင်ငံတော်သစ်စီကိုတွားမယ်ဆိုတာကိုသိရတဲ့အတွက်ပြည်ထောင်စုကြံ့ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီဘက်ကနေကျွန်တော်အခိုင်အမာရပ်တည်ခဲ့ပါတယ်ပါတီဝင်တွေရဲ့တတိရှိမှုပါတီကိုဥဆောင်တဲ့လူကြီးတွေရဲ့ရဲစံတတိရှိမှုအားထုတ်ကြိုးစားမှုတွေကြောင့်ရွေးကောက်ပွဲမှာပြည်ခိုင်ဖြိုးပါတီအနိုင်ရခဲ့ပါတယ်မကြာခင်မှာအစိုးရတဲ့တည်းတိုင်းပြည်တွင်ပေါ်ပေါက်လာပါလိမ့်မယ်ဒီမိုကရေစီစနစ်ကိုအသက်သွင်းပေးမယ်အစိုးရဖို့ကျွန်တော်ပါဝင်တမတော်ကိုချစ်တဲ့သူတွေပြည်ခိုင်ဖြိုးပါတီပေါ်ယုံကြည်လေးစားထောက်ခံကြသူတွေကတော့တာဝန်ကျေခဲ့ပါပြီချိန်ချောင်မှုတွေကြားအသက်အန္တရာယ်ပြုမယ်လို့ပြောဆိုနေတဲ့ကြားတပ်ဖြတ်မှုတွေကြားကနေပြီးတော့ကိုယုံကြည်ရာကိုချစ်ခင်ရာကိုယုံကြည်ရဲရဲဝံ့ဝံ့ပြောပြီးထောက်ခံပြီးလှုပ်ရှားပြီးကျွန်တော်တို့တွေဘက်ကလုံနိုင်တာကိုလုပ်ပေးခဲ့ကြပါပြီကျန်တာကတော့အစိုးရတဲ့တက်လာရင်အစိုးရတဲ့တာဝန်ပါပဲခင်ဗျာကျွန်တော်ယုံကြည်ပါတယ်တက်လာမဲ့အစိုးရဟာဘယ်သူ့ကိုတမရခန့်ရမှမသိတဲ့အစိုးရမျိုးလည်းမဖြစ်နိုင်ပါဘူးဘယ်တော့မှမရှိခဲ့ဘူးတဲ့ယာရုကိုရှာကြံယူမဲ့အစိုးရမျိုးလည်းမဖြစ်နိုင်ပါဘူးတ
ယောက်တည်းကဝင်ကြီးဌာန၄ခုကိုချုပ်ကင်ထားတဲ့အစိုးရမျိုးလည်းမဖြစ်နိုင်ပါဘူးငကိုကလေးကရေလိုရေရှည်စီမံကိန်းတွေချပြီးတိုင်းပြည်ကိုဘယ်လိုဥဆောင်မောင်းနေမလဲဆိုတဲ့မူဝါဒတွေနဲ့တက်လာမယ်အစိုးရတည်းဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်ဒါကြောင့်မို့ဒီ2လ3လအတွင်းမှာနိုင်ငံရေးနဲ့ပတ်သက်တဲ့စကားတွေကျွန်တော်ပြောပြမှာမဟုတ်ပါဘူးကျွန်တော်ရဲ့မိခင်တက်ရင်ကိုကျွန်တော်ဒီလတွေမှာပြန်သွားပါမယ်အနုပညာလုပ်တွေကျွန်တော်ပြန်လုပ်ဖြစ်မှာပါရုပ်ရှင်ဇာတ်ကားတွေပြန်ရိုက်ဖြစ်မှာပါရုပ်ရှင်ဇာတ်ကားတွေရိုက်ဖြစ်ဖို့ကြိုးစားနေတဲ့အချိန်မှာကျွန်တော်ဘာတွေလုပ်နေလဲကျွန်တော်ဘာတွေစီစဉ်နေလဲဆိုတာပေးသက်သိစေဖို့အတွက်အနုပညာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်လေးတွေကျွန်တော်တင်ပေးပါမယ်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့စကားတွေမပြောတော့ဘူးဆိုတာကဒီအချိန်ဒီကာလမှာအများကြီးပြောစရာလည်းမရှိတော့ပါဘူးကျွန်တော်တို့တွေကဝိဒန်စီလောက်ရမယ်အချိန်မှာနောက်တက်လာမယ့်အစိုးရကိုစောင့်ကြည့်ရမယ်အစိုးရရဲ့ချပြလာမယ့်မူဝါဒတွေကိုနားထောင်ရမယ်ရက်တရာအတွင်းမှာသူတို့ဘာတွေလုပ်ကြမလဲကျွန်တော်တို့ကြည့်ကြရပါမယ်ဒါတွေကြည့်ပြီးတဲ့အချိန်ကျတော့မှပြည်သူတွေနဲ့အဝင်ဝင်ကြမဖြစ်ခဲ့ရင်မျောလင့်ထားသလိုမဖြစ်ခဲ့ရင်တော့ကျွန်တော်တို့တွေစီကအတန်ကြီးပြန်ထွက်ပေးရမှာပါပဲဒီတော့အတွင်းမှာတော့နိုင်ငံရေးနဲ့ပတ်သက်တဲ့စကားတွေမပြောပြတော့ပဲအနုပညာနဲ့ပတ်သက်တဲ့စကားတွေပဲပြောပြမှာဒီလိုမျိုးပြောင်းလဲသွားတာဟာမင်းဥစုကြောက်သွားလို့လည်းမဟုတ်ပါဘူးလမ်းကြောင်းပြောင်းသွားတာလည်းမဟုတ်ပါဘူးဒီချိန်ဒီကာလမှာကျွန်တော်တို့ရဲ့အတန်တွေထွက်ဖို့မလိုသေးတဲ့အတွက်ခဏတာနှုတ်ပိတ်ပြီးကျွန်တော်ငကိုစီးဆင်းရလမ်းကြောင်းဖြစ်တဲ့အနုပညာရည်စည်းကြောင်းတွေကိုပြန်ခုံချမှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မင်းဥစုပါ